မင်္ဂလာပါခင်ဗျာဗုဒ္ဓတရားတော်များနဲ့950ဇနစ်ဘက်တော်များ channel မှာကြိုဆိုပါရစေယနေ့မှာတော့မင်္ဂလာဘုံကျော်ညောင်ကန်ဆရာတော်ဖရာကြီးပြန်ဆိုရေးသားတော်မူခဲ့သော950ဇနစ်ဘက်တော်များထဲမှကုရုံကမိဂဇက်ဒေဝရအလောင်းဒီဖရာလောင်းအားတတ်ချင်းငါကြံတော်လဲမကြံနိုင်သောအကြောင်းဇက်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ပစ္စုပန်ဝိထုနတ်နှစ်တကူသောလောကကိုစိုးမတော်မူတတ်သောတပ်ပင်ညုမြတ်စွာဘုရားသည်ညာတမေတံကုရုံကအစရှိသောဂါထာဘုထင်တန်စာစင်အပ်သောဤကုရုံကမိဂဇတ်ကိုဝေလူဝန်ကြောင်းတော်၌နေတော်မူစဉ်ဒေဝရတ်ကိုအကြောင်းပြု၍ဟောတော်မူ၏ထိုစကားကိုချဲ့ဦးအံ့တပါးသောအခါတရားသဖြင့်၌စီဝေးကုန်၍ယဟန်တို့သည်ငါရှင်တို့ဒေဝရတ်သည်မြတ်စွာဘုရားအားတတ်ချင်းအလို့ငါလေးသမားတို့ကိုဆေလွတ်၏ကြောက်ကိုလွှင့်၏ဒနပါလာစင်ကိုလွတ်၏ခတ်သိမ်းသောအချင်းရာအားဖြင့်မြတ်စွာဘုရားအားတတ်ချင်းငါလုံးလာပြု၏ဟုဒေဝရတ်၏ကျေးဇူးမဲ့ကိုပြောဆိုလျက်နေကုန်၏မြတ်စွာဘုရားသည်ကြွားတော်မူ၍ခင်းအပ်သောနေရာ၌နေတော်မူလျက်ယဟန်တို့ယခုအခါအဘယ်စကားဖြင့်စီဝေးကြကုန်သနည်းဟုမိန့်တော်မူ၏အရှင်ဘုရားဒေဝရတ်သည်အရှင်ဘုရားတို့အားတတ်ချင်းကလုံလပြု၏ဟုဒေဝရတ်၏ကျေးဇူးမဲ့စကားဖြင့်စီဝေးကုန်၏ဟုလျှောက်ကုန်၏မြတ်စွာဘုရားသည်ယဟန်တို့ဒေဝရတ်သည်ယခုသာလျင်ငါအားတတ်ချင်းကလုံလပြုသည်မဟုတ်သေးရှင်းငိုက်လေလုံလပြုဘူးသည်သာလျင်သည်ထို့သူလုံလပြုညာတော်လေငါကိုတတ်ချင်းကမတတ်နိုင်ဟုမိန့်တော်မူ၍လွန်လေပြီးသောအကြောင်းကိုဆောင်တော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဗာရာဏသီပြည်၌ဗြဟ္မဒန်မီသောမင်းသည်မင်းပြုလတ်သောဖျားလောင်းသည်စက်မီသောဖြေ၍တခုသောတောနေရာ၌တစ်သီးကြီးငယ်တို့ကိုစား၍နေ၏ဖျားလောင်းသည်တပါးသောကာလ၌အတီးနှင်းပြည့်စုံသောယမနေပင်၌ယမနေတီးတို့ကိုစားလျက်သွား၏ထိုအခါတယောက်သောရွာ၌နေသောလင်းဆောင်မုတ်ဆိုးသည်အတီးသီးသောတစ်ပင်ရင်းတို့၌သားတို့၏ခြေရာတို့ကိုစုံစမ်း၍တစ်ပင်ထက်၌လင်းဆောက်၍နေလျက်တစ်သီးစားအံ့သောသားတို့ကိုလှန်ကျင့်ထိုး၍ရကုန်သောအသားတို့ကိုရောင်းလျက်အသက်မွေ၏ထိုမုတ်ဆိုးသည်တနေ့၌ထိုယမနေပင်ရင်း၌ဖျားလောင်း၏ခြေရာကိုမြင်၍ထိုယမနေပင်၌လင့်ဆောက်၍စောစောကလျင်ထမင်းစား၍လှံကိုယူ၍တောသို့ဝင်၍ထိုယမနေပင်သို့တက်၍လင့်၌နေ၏ဖျားလောင်းသည်လည်းစောစောကလျင်နေရာအရပ်မှထွက်၍ယမနေတီးတို့ကိုစားအပ်ဟုလာလက်၍ထိုယမနေပင်ရင်းသို့အစောတလေမဝင်မူ၍ရန်ခါလင့်၌ညီသောမှုဆိုးသည်တစ်ပင်တို့၌လင့်ဆောက်၏ဤသို့သဘောရှိသောဥပဒဝောသည်ရှိသလောဟုစုံစမ်းလျက်အပ၌သာလျင်ရောက်၏မုတ်ဆိုးလည်းဖျားလောင်းမလာသည်အထစ်ကိုတိ၍လင့်၌နေ၍လျင်ယမနီတီအိုကိုပြည့်၍ဖျားလောင်း၏ရှေ့၌ကျစီ၏ဖျားလောင်းဆက်သည်ဤယမနီသည်တို့သည်လာ၍ရှေ့၌ကြောက်ကုန်၏အထက်၌မုတ်ဆိုးရှိသလောဟုအဖန်တလဲလဲကြည့်သည်ရှိသောမုတ်ဆိုးကိုမြင်၍မမြင်တကဲ့သို့ပြု၍အိုယမနီပင်ရှေ့၌တင်သည်အောက်သို့တွဲလွဲဆွဲလျက်ဆောင်းတကဲ့သို့ဖောင်တန်းစွာလျင်တစ်သီးတို့ကိုကျစေ၏ယခုကတင်သည်တစ်ပင်အိတ်တရားကိုစွန့်၏ဤသို့တင်သည်တစ်ပင်တရားကိုစွန့်သည်ရှိသောငါလည်းတပါးတစ်ပင်ရှင်သို့ကပ်၍ငါ၏အာဟာရကိုရှာရအံ့ဟုဆိုလို၍ညာတမေတံကုရုံဂတယံတွံတေပတိတိယတိအဉ္ဉံတေပဏီဂိချာမိနမေတေရုပ်စတေဖလံဟူသောဤဂါထာကိုရွတ်၏တေပဏီယမနေပင်တွံတင်သည်ယံတိယတိအကျဉ်ငါးရွှေတို့ရှေးရှုတစ်တီးကိုကြစေလျက်လှင့်၏ဧတံထိုအကြောင်းကိုကုရုံဂတစတ်သည်ညာတံတိအ၏တနည်းကဧတံထိုအကြောင်းကိုကုရုံဂတ
ဆက်အားညာတန်ထင်ရှား၏မေငါသည်တင်တစ်ပင်ဤဖလန်အတီးကိုနရုတ်စတေမနစ်တတ်အဟံငါသည်အန်ညံတပါသောတေပတ်တိယမနေပင်တို့ဂိချာမီတွားအံထိုအခါမုတ်ဆိုးသည်လင်၌နေလျက်လှံကိုလွှတ်တွင်တင်သည်တွားလေလောယခုတင်ကိုမထိုးမိချွတ်ယွင်း၏ဟုဆို၏ဖျားလောင်သည်ပြန်၍ရပ်လျက်အိုယောက်ျားယခုငါကိုအကယ်၍ကားချွတ်ယွင်း၏တို့ချွတ်ယွင်းများသောလေငရဲကြီးစစ်ထတို့ကို၎င်းတဆက်ရှိရသောဥတ္တဒရက်ငရဲတို့ကို၎င်းငါးပါးအပြားရှိသောအနှောင်အဖွဲ့အစရှိတို့ကို၎င်းညင်းဆဲခြင်းတို့ကို၎င်းမချွတ်ယွင်းသည်သာလျင်သည်ဟုဆို၏ဤသို့ဆိုလျက်ပြီး၍အလိုအားလျော်စွာတွား၏မုဆိုးလဲဆင်း၍အလိုအားလျော်စွာတွား၏ဆက်ပေါင်းမြတ်စွာဘုရားသည်လည်းယဟန်တို့ဒေဝရသည်ယခုသာလျှင်ငါအားတခြင်းကလွတ်လပြုသည်မဟုတ်သေးရှင်း၌လေငါအားတခြင်းကလုံလပြုသည်သာလျှင်သည်ထို့သောလုံလပြုညာတော်လေငါကိုတခြင်းကမတက်နိုင်ဟုမိန့်တော်မူ၍ဤဓမ္မဒေသနာကိုဆောင်၍အနုတန်တေကိုဆက်၍ယခုအခါဒေဝရတ်သည်ထိုအခါလင့်၌နေသောမုဆိုးဖြစ်ပူးသည်ယခုအခါငါဖေရာသည်လျှင်ထိုအခါဆက်မိသောတားဖြစ်ပူးပြီဟုဆက်ကိုပေါင်းတော်မူ၏လောင်းမြတ်ဗုဒ္ဓတေစိတ်ငါကြံရာမပြီးအချင်းနေရှေးဥစွာသောကုရင်ဂမိကဇတ်သည်ပြီး၏ဆက်လက်ပြီးတော့နောက်ထပ်ဇတ်တော်တစ်ပုဒ်ကိုတင်ဆက်ပေးမှာထပ်ပါတယ်တင်ဆက်ပေးသွားမယ့်ဇတ်တော်ကတော့ကုကုရဇတ်ဆွေမျိုးတို့၏အကျိုးကိုတီးဖို့ဆောင်ရွက်ခြင်းအကြောင်းပဲထပ်ပါတယ်ပြစ္ဆုတ်ပံဝတ္ထုနတ်နှင့်တကွာသောလောကကိုဆုံးမတော်မူတတ်သောတပ်ပညုမြတ်စွာဘုရားသည်ရေကုကုရအစာရှိသောဂါထာပုဒ်ဖြင့်တစားစင်အပ်သောဤကုကုရဇတ်ကိုဇေတဝင်ကျောင်းတော်၌နေတော်မူစဉ်အဆွေအမျိုးတို့၏အကျိုးကိုကျင့်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏ထိုကျင့်သည်တရားသကနိဗ္ဗတ်ဗရတာလာဇတ်၌ထင်စွာဖြစ်လက်တတ်ဤဝုထုကိုကဖြစ်စေ၍လျင်လွန်လေပြီးသောအကြောင်းကိုဆောင်တော်မူ၏အတိတ်ဝုထုလွန်လေပြီးသောအခါဗာရာဏသီပြည်၌ဗြဟ္မာသတ်မင်းသည်မင်းပြုသည်ရှိသောဖျားလောင်းသည်ထိုသို့သဘောရှိသောကံကိုဆွဲခဲ့ခွေးအမျိုး၌ဖြစ်၍များစွာသောခွေးအပေါင်းခြံရွံလျက်သူ့တာမ၌နေ၏ထိုအခါတနေ့သာမင်းသည်ကိုလုံးဖြူသောတင်တော်မြင်းတို့ဖြင့်ကအပ်သောခတ်သိမ်းသောတစားကျုပ်ဖြင့်တစားစင်အပ်သောယထာအိုစီး၍ဥယျင်သို့သွား၍ဥယျင်၌နေအဖို့ပတ်လုံးကစား၍နေဝင်သည်ရှိသောမြို့သို့ဝင်၏မင်း၏ယထာမြတ်ကိုထားမြဲတိုင်းသာလျှင်မင်းရင်ပြင်၌ထားကုန်၏ယထာသည်ညစ်၌မိုးရွာသည်ရှိသောစွတ်၏နန်းပြသထမှမင်းမျိုးတို့သည်မွေးစားသောခွေးတို့သည်ဆင်းသက်ကုန်၍ယထာကာသောတားရည်ကို၎င်းဖွဲ့သောတားရည်လွန်းကို၎င်းစားကုန်၏နတ်ဖြန်နေ၌မင်းအားရှင်မင်းကြီးပြုံပေါက်မှခွေးတို့ဝင်ကုန်၍ယထာဤကာသောတားရည်ကို၎င်းဖွဲ့သောတားရည်လွန်းကို၎င်းစားကုန်၏ဟုရှောက်ကုန်၏မင်းသည်ခွေးတို့အားအမျက်ထွက်၍မြင်တိုင်းသောအရ၌ခွေးတို့ကိုအသက်လေကုန်ဟုဆို၏ထိုအခါမှစ၍ခွေးတို့အားကြီးစွာသောပျက်စီးခြင်းသည်ဖြစ်၏မြင်တိုင်းသောအရ၌တက်အပ်ကုန်သောခွေးတို့သည်ပြေးကုန်၍သူ့တာမာတော်တွား၍ဖျားလောင်း၏အထံသို့လာကုန်၏ဖျားလောင်းသည်များစွာကုန်သောတင်တို့သည်အဘယ်အကြောင်းကြောင့်စီးဝဲကုန်သနည်းဟုမေး၏ခွေးတို့သည်နန်းတော်တွင်၌ယထာဤကာသောတားရည်ကို၎င်းဖွဲ့သောတားရည်လွန်ကို၎င်းခွေးတို့သည်စားကုန်တတ်ဟုအမက်ထွက်၍မင်းသည်ခွေးတို့ကိုတက်စိမ့်သောငါစေ၏များစွာကုန်သောခွေးတို့သည်ပျက်စီးကုန်၏ကြီးစွာသောဘေးဖီ၏ဟုဆိုကုန်၏ဖျားလောင်းသည်မင်းဆောင်လျှောက်သောအရ၌များစွာကုန်သောခွေးတို့အားစားခွင့်သည်မရှိထိုတားရည်ကိုစားသောအမှုသည်ကနန်းတော်တွင်၌မင်းမျိုးတို့သည်မွေးစားအပ်သောခွေးတို့၏အမှုသည်ဖြစ်လက်တံယခုကခိုးစားကုန်သောခွေးတို့အားတစုံတစ်ခုသောဘေးသည်မရှိမခိုးစားကုန်သောခွေးတို့သာတေရကုန်၏ငါသည်ခွေးသူကိုယိုကိုမင်းအားပြ၍ဆွေမျိုးအပေါင်းတို့အားအသက်အလူကိုလှူရမူကားကောင်း၏ဟုကြံ၍ဖျားလောင်းသည်အဆွေမျိုးတို့ကိုတတ်တာရာရစေ၍
တင်တို့သည်မကြောက်ကုန်လင်ငါသည်တင်တို့အားဘေးမဲ့ကိုဆောင်ငန်းအချစ်မြလောက်သောကာလပတ်လုံးငါသည်မင်းကိုဖူးမိအံထိုမြလောက်သောကာလပတ်လုံးတင်တို့သည်ဤရရ၌လင်နေနှင့်ကြကုန်လောဟုဆို၍ပါရမီတို့ကိုဆင်ခြင်၍မေတ္တာဘာဝနာကိုရွှေသွားပြု၍ငါဤကိုယ်ပေါ်၌ခဲကို၎င်းစောက်ပုကို၎င်းတစုံတယောက်သောသူသည်ပြချင်းကမဝန့်စေတည်းဟုအတိတ်ထံ၍တကောင်တဲလျင်မြို့တွင်သို့ဝင်၏ထိုအခါဖျားလောင်းခွေးကိုမြင်၍တယောက်သောတရဝါသည်အမျက်ထွက်၍ကြည်တော်မူသည်မရှိမင်းသည်လည်းခွေးတို့ကိုတတ်ချင်းကဆေး၍မိမိသည်ဆုံးဖြတ်ရာအရက်၌နေ၏ဖျားလောင်းသည်ထိုအရက်သို့ပြေးသွား၍မင်း၏နေရာအောက်သို့ဝင်၏ထိုအခါဖျားလောင်းခွေးကိုမင်းချင်းတို့သည်ထောက်အံ့သောငါအားထုတ်ကုန်၏မင်းသည်မြစ်၏ဖျားလောင်းခွေးသည်အတန်ငယ်အပင်ပန်းဖြီ၍နေရာအောက်မှထွက်ပြီးပေါ်မင်းကိုရှိခိုး၍ရှင်မင်းကြီးတို့သည်ခွေးတို့ကိုတတ်စေကုန်သလောဟုမေး၏ငါသည်တတ်စေ၏ဟုဆို၏မင်းကြီးခွေးတို့၏အပိတကအဘယ်နည်းဟုမေး၏ယထာကိုကာယံသောသားရည်ဟု၎င်းဖွေသောသားရည်လွန်ကို၎င်းစားကုန်၏ဟုဆို၏အကျင်ခွေးတို့သည်စားကုန်၏ထိုခွေးတို့ကိုတိပါသလောဟုမေး၏မတိကုန်ဟုဆို၏မင်းကြီးဤမည်သောခွေးတို့သည်သားရည်ကိုစားသောခွေးသူကိုသည်ဟုမှန်သောအားဖြင့်မတိမူ၍မြင်တိုင်းသောအရက်၌သားလျင်တက်ချင်းသည်မသိမ့်ဟုဆို၏ယထာဤသားရည်ကိုခွေးတို့သည်စားကုန်သောကြောင့်မြင်တိုင်းသောအလုံးစုံသောခွေးတို့ကိုတက်ကုန်လောဟုခွေးတို့ကိုတက်စေခြင်းကစေ၏လူတို့သည်အလုံးစုံသောခွေးတို့ကိုလျင်တက်ကုန်သလောထို့သောမဟုတ်မူ၏မတိရကုန်သောခွေးတို့သည်ရှိကုန်သလောဟုမေး၏ရှိငါတို့အိမ်၌မင်းမျိုးတို့သည်မွေးစားသောခွေးတို့သည်မတိရကုန်ဟုဆို၏မင်းကြီးယခုပင်လင်ရှင်မင်းကြီးတို့သည်ယထာ၏သားရည်ကိုခွေးတို့သည်စားကုန်သောကြောင့်မြင်တိုင်းကုန်သောခတ်သိမ်းကုန်သောခွေးတို့ကိုတက်ကုန်လောဟုခွေးတို့ကိုတက်စိန်သောငါစေ၏ဟု၍ဆိုကုန်၏ယခုပင်လင်ရှင်မင်းကြီးတို့၏အိမ်၌မင်းမျိုးတို့သည်မွေးရသောခွေးတို့ကမတေရကုန်ဟုဆို၏ဤသို့ထစ်ကုန်သည်ရှိသောရှင်မင်းကြီးတို့သည်စန္ဒအဆရှိသည်တို့၏အစွမ်းအားဖြင့်အာဂတိသို့လိုက်ချင်းသို့ရောက်သည်မဟုတ်တုံလောအာဂတိသို့လိုက်ချင်းမိသည်ကမသိမ့်မင်းကျင်တရားမဟုတ်မင်းမိသည်ကအကြောင်းဟုတ်သည်မဟုတ်သည်ကိုရှာတတ်သည့်ချိန်နှင့်တူသည်ဖြစ်သည်ယခုအခါ၌မင်းမျိုးတို့သည်မွေးစားအပ်သောခွေးတို့ကမတေရကုန်အားနည်းသောခွေးတို့သာတေရကုန်၏ဤသို့ဖြစ်သည်ရှိသောဤခွေးတက်ချင်းသည်ကအလုံးစုံသောခွေးကိုတက်ချင်းမဟုတ်ဤခွေးတက်ချင်းသည်အားနည်းသောခွေးတို့ကိုတက်ချင်းမိ၏ဤသို့စူပြီး၍လေဖျားလောင်းသည်တာယာစွာသောအတန်ကိုမြွက်၍ရှင်မင်းကြီးတို့သည်အချင်းအမှုကိုပြုကုန်၏ဟု၍ဆိုကုန်၏ထိုအမှုကတရားမဟုတ်ဟုမင်းအားတရားဟောလူယကာယေကုကုရာဇကုလမိဝိုက်တာကောလေယကဝုံနဘလူပပင်တော်တေမေနဝိဇာမယမတ်တင်ဝိဇာနာယံစယချဒုဗလဂါတိကာယံဟုသောဤဂါထာကိုဆို၏ရာဇမင်းကြီးယေကုကုရာအကျင်ခွေးတို့သည်ရာဇကုလမိမင်းအိမ်၌ဝိဒါကြီးကုန်၏ကောလေယကမင်းအိမ်၌ထိကုန်၏ဝုံနဘလူပပင်တော်အစင်းအားနှင့်ပြည့်စုံကုန်၏တေမေတေဤမေထိုခွေးတို့ကနဝိဇာမတက်အပ်ကုန်သောခွေးတို့သည်မယံငါဟုသည်သာဝိဇာတက်အပ်ကုန်သောခွေးတို့သည်အတ္တမချစ်ကုန်၏အယံစရချဤခွေးတက်ခြင်းသည်နတပ္ပထုနခတက်ဆက်ချအလုံးစုံသောခွေးတို့ကိုတက်ခြင်းမဟုတ်အယံခွေးတက်ခြင်းသည်ဒုဗလဂါတိကအားနည်းသောခွေးတို့ကိုသာတက်ခြင်းမိ၏မင်းတို့မိသည်ကခိုးသူတို့ကိုနှိပ်စက်အပ်ကုန်၏ခိုးမဟုတ်သောသူတို့ကိုနှိပ်စက်အပ်ကုန်မူဤအရာ၌ကခိုးစားကုန်သောခွေးတို့အားတစုံတစ်ခုသောဘေးသည်မရှိမခိုးစားကုန်သောခွေးတို့သာတေရကုန်၏အံ့ဝယ်ရှိစွာဤလောက၌မသိမလျော့ခြင်းသည်ဖြစ်ခဲ၏အံ့ဝယ်ရှိစွာဤလောက၌အဓမ္မသည်ဖြစ်ခဲ၏ဟုဖျားလောင်းဆို၏မင်းသည်ဖျားလောင်းဆိုကားကိုနာရ၍ပညာရှိတင်သည်ဤမိသောခွေးတို့သည်ယထာဤသားရည်ကိုစားကုန်၏ဟုသိသလောဟုမေး၏သိ၏ဟုဆို၏အဘယ်ခွေးတို့သည်စားသည်ဟုမေး၏ရှင်မင်းကြီးတို့၏နန်းတော်၌နေကုန်သောမင်းမျိုးတို့သည်မွေးစားသောခွေးတို့သည်စားကုန်၏ဟုဆို၏ထိုခွေးတို့သည်စားသောအဖြစ်ကို
အဘဲအကြောင်းဖြင့်ထိသည်ဟုမေး၏ငါသည်ထိုခွေးတို့စားသောအဖြစ်ကိုပြအပ်ဟုဆို၏ပညာရှိပြလော့ဟုဆို၏ရှင်မင်းကြီးတို့အိမ်၌မင်းမျိုးတို့သည်မွေးစားတော်ခွေးတို့ကိုခေါ်စေ၍အတန်ငယ်သောရက်တက်ကို၎င်းနေစာမြတ်တို့ကို၎င်းဆောင်စေကုန်လောဟုဆို၏မင်းသည်ဖျားလောင်းဆိုတိုင်းပြု၏ထိုအခါမင်းကိုဖျားလောင်းသည်ဤမြတ်တို့ကိုစုံတိုက်ထောင်း၏ရက်တက်ဤဖြင့်ဖြော်၍ထိုခွေးတို့ကိုတိုက်ကုန်လောဟုဆို၏မင်းသည်ဖျားလောင်းဆိုတိုင်းတိုက်၏တောက်တိုင်းကုန်သောခွေးတို့သည်တားရည်တို့နှင့်တကွအံကုန်၏မင်းသည်တပ်ပင်ညူမြတ်စွာဘုရား၏ဖြည့်ခြင်းသည်ဖြစ်ပေ၏ဟုနှစ်သက်သည်ဖြစ်၍ဖျားလောင်းအားထီးပြူဖြင့်ပူဇော်၏ဖျားလောင်းသည်လည်းဓမ္မံကျမဟာရာဇမာတာပိတုဒုက္ခတိယအစရှိသောတေတကုနဇ၌လာကုန်သောမင်းကျင့်တရားကိုပြတတ်ကုန်သောဆယ်ကားရာတို့ဖြင့်မင်းအားတရားဟော်၍မင်းကြီးဤအခါမှစ၍မမေ့မလျော့ဖြစ်လောဟုဆို၍မင်းကိုငါးပါးကုန်သောတီလာတို့၌တီးစေ၍ထီးဖြူကိုမင်းအားသာလျှင်အနှင်း၏မင်းသည်ဖျားလောင်း၏တရားစကားကိုနာရ၍ခတ်သိမ်းသောတတ္တဝါတို့အားဘေးမဲ့ပေး၍ဖျားလောင်းကိုအစပြု၍ခတ်သိမ်းသောခွေးတို့အားမိမိ၏ဘောဇင်နှင့်တူသည်သာလျှင်ဖြစ်သောနေဆတ်ဘတ်ကိုဖြစ်စေ၍ဖျားလောင်း၏အဆုံးမ၌တည်လျက်အသက်ထဆုံးတည်၍ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍စုတည်သောနတ်ပြည်၌ဖြစ်၏ဖျားလောင်းခွေးမင်း၏အဆုံးမတော်သည်အနှစ်12000တို့ပတ်လုံးတည်ဖျားလောင်းခွေးမင်းသည်လည်းအသက်ထဆုံးတည်၍ကံအားလျော်စွာလာ၏ဇတ်ကိုပေါင်းသောမြတ်စွာဘုရားသည်ယဟန်တို့ငါဖျားသည်ယခုသာလျှင်ဆွေမျိုးတို့၏အကျိုးစီးပွားကိုကျင့်သည်မဟုတ်သေးရှေး၌လည်းကျင့်ဘူးသည်သာလျှင်တည်းဟုမိန့်တော်မူ၍အနုထန္တေကိုဆက်၍ယခုအခါအာနန္ဒာသည်ထိုအခါမင်းဖြစ်ဘူးပြီဟုယခုအခါငါဖျားပရိသတ်တို့သည်ထိုအခါကျွင်းတော်ပရိသတ်ဖြစ်ဘူးကုန်ပြီယခုအခါငါဖျားသည်လျင်ထိုအခါခွေးပညာရှိဖြစ်ဘူးပြီဟုဇက်ကိုပေါင်းတော်မူ၏ဆွေမျိုးတွက်တာတို့ဘုံလျာကျင့်ရှာခဲ့လေပြီနှစ်ခုမြောက်သောကုတ်ကုရဇတ်သည်ပြီး၏ဒီနေ့တင်ဆက်ခဲ့တဲ့မင်္ဂလာပုံကျော်ညောင်ကန်ဆရာတော်ဘုရားကြီးပြန်ဆိုရေးသားတော်မူခဲ့သော950ဇတ်ဝတ္ထုများထဲမှာကိုရင်းကမိဂဇတ်နဲ့ကုတ်ကုရဇတ်တို့ကိုဒီမှာပဲအဆုံးသတ်လိုက်ပါပြီနောက်ထပ်ပဲ950ဇန်တိပတ်တော်များထဲမှာမြာတိဇတ်တော်တို့ကိုတင်ဆက်ပေးသွားမှာလဲဆိုတာကိုစောင့်မျှော်အားပေးကြအောင်ခင်ဗျာနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တာယာချမ်းမြေတော်နေ့လေးဖြစ်ပါစေခင်ဗျာ channel လေးကိုလည်း subscribe လုပ်ပြီး bell item လေးကိုနှိပ်ပေးထားပါအောင်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်